ဆိုတော့除了以外နော်အဲ့တော့除了以外ခုနကပြောထားတယ်တောက်ရှိပြောတယ်ပုံစံ2မျိုးရှိတယ်နော်အဲ့ဒါသားနားလည်ပြီးသားပါဘာသာပြန်ကြရမှန်တယ်နော်အဲ့တော့ပထမတစ်မျိုးကဗာလဲနော် A ကလွဲပြီးတော့နော်ဒါတွေအကုန်လုံးကဒီလိုမျိုးပေါ့နော်အဲ့ဒါသူ့အနောက်မှာအများဖြင့်兜တို့ high တို့ရဲတို့လိုက်တယ်တဲ့နော်အဲ့တော့除了什么什么以外都什么什么ဒီပုံစံပေါ့နော်အဲ့ဒါက表示在一个范围内ပေါ့နော်ဒီလိုမျိုးတစ်ခုခုထဲမှာနော်排除一部分的စိတ်တစ်ပိုင်းကိုဖယ်လိုက်တာအဲ့ဒီဟာလွဲပြီးကျန်တဲ့ကောင်တွေအကုန်လုံးမှာ有相同的情况တူညီတဲ့အခြေအနေရှိတယ်နော်အဲ့တော့ပြောချင်တာခုနကပါလဲရှောက်ရင်းကလွဲပြီးအားလုံးရောက်ပြီဆိုတော့နော်ရှောက်ရင်းပဲမတူတာကျန်တဲ့လူတွေအကုန်လုံးမှာရောက်နေရဆိုရယ်နော်တူညီရဲ့အချက်ရှိအဲ့လိုမျိုးအချိန်မှတောင်းတယ်ပေါ့နော်အဲ့တော့အထက်ကရီဝိုက်ကိုမထည့်ရင်ရတယ်တဲ့နော်အဲ့တော့除了ရီဝိုက်ကပါချင်မှပါမယ်ပေါ့နော်အဲ့တော့တခါတည်းမှာ除了ဆိုပြီးတော့မှဒီတိုင်းတုံးတယ်ဒီပါလေ除了小云နော်ရီဝိုက်မှာပါ好，快讲，除了这个汉字以外，除了这个汉字以外，别的汉字我都认识，认识，认识，对，认识，好，认识。我把你嘞，一丢松嘎，雷比，ဒီတရုတ်စလုံးကလွယ်ပြီးတော့嗯တခြားတရုတ်စကားလုံးတွေကိုကျွန်တော်အကုန်လုံး嗯，သိတယ်地သိကျွမ်း点嘛，那是地点，真的 slow 你功能我知道地点好比，除了我以外，除了我以外，大家都聽懂了。ကျွန်တော်ကလွယ်ပြီကျွန်တော်ကလွယ်ပြီးတော့အကုန်လုံးနားလည်တယ်哪里的နားလည်သွားပြီ好比，除了这个句子除了这个句子，这意思个句子意思有也些不清之不清，外，哎，其他都，其他都没什么问题。嗯，第一句子，大家，第一撒娇，第一撒嬌，第一撒嬌တစ်ခုကလွယ်ပြီးတော့冇冇အကုန်冇。လုံးကပြဿနာမရှိဘူး是嘛？把的那意思有些不清楚啊，里边拿它开嘞。ဒီဝက်ကြရင်第一撒လေးပြ嬌，ဖြစ်လဲ第一ဝကျအတိပ္ပယ်က嗯，誒有些不清楚，有有点不些清楚。不清楚，နည်းနည်းမရှင်းလင်းဘူး ဟုတ်တယ်နည်းနည်းမရှင်းတာเนาะဒီစာကြောင်းအတိတ်ဘယ်ကနည်းနည်းတစ်ခါတည်းမှလာရှု့ခါကြောင်းတစ်ခါကိုရေးလိုက်တဲ့အခါမှာအဲ့လိုဖတ်တဲ့လူကလေဘာပြောချင်မှန်းနားမလည်တာမျိုးเนาะအဲ့လိုဖြစ်တယ်လေကိုရေးတာမရှင်းလို့ရှရင်အဲ့ဒါကိုဆိုလိုချင်တာเนาะအဲ့တော့တစ်ခါတည်းမှာကို grammar သုံးတာเนาะဟိုမတက်လို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်လည်းဟိုစကားလုံးတွေမှားသုံးတာပဲဖြစ်ဖြစ်အဲ့ဒါကြောင့်မို့လို့ကိုဖော်ပြခြင်းတဲ့အတိတ်ပဲကိုရှင်းရှင်းလင်းလင်းမရောက်တာမျိုးဖြစ်တတ်တယ်အဲ့ဒါအခြေအနေမျိုးကိုပြောချင်တာเนาะအဲ့တော့ဆရာမကသူ့အိမ်စာကိုစစ်လိုက်တော့အဲ့မှာเนาะဒီဝက်ကြကဘာဖြစ်လဲအတိတ်ပဲကနည်းနည်းလေးမရှင်းတာလွဲပြီးတော့ကျန်တာတွေကပြဿနာမရှိဘူးဟုတ်ပြီပြောချင်တာဟုတ်ပြီဒါကတော့ခုနကဟာเนาะ除了小云除了小云其他人都來了小云小云ကလွယ်ပြီးတော့အကုန်လုံးလာပြီ对大家ပုံစံတစ်မျိုးเนาะနောက်တစ်ခုကခုနတွေ့ခဲ့တယ်เนาะဗာလဲ春节中秋节တွေအပြင်เนาะအဲ့ဒီဗာလဲအပြင်ဆိုတဲ့သဘောเนาะအဲ့ဒီနောက်ကဟိုဖီးကျုပ်ကျေကလည်းပဲဒီလိုဖြစ်ပါတယ်ထစ်ဆွက်တဲ့အချိန်မှာတုံးတာပေါ့เนาะအဲ့ဒီအချိန်မှာတော့ high တို့ ye တို့နဲ့တုံးတယ်เนาะဒါအကုန်လုံးဒီအပေါ်မှာတစ်မျိုးเนาะဒီဟာလွဲပြီးအကုန်လုံးကဒါဆိုရင်တော့3လို့တုံးတယ်ဒီလိုမျိုးနောက်ထပ်ထပ်ပြီးတော့ဖြည့်ဆွက်ချင်တယ်ဆိုရင် 排野နဲ့တုံးတယ်အဲ့တော့排除一部分ဒီအပိုင်းတစ်ပိုင်းအပြင်ကိုနောက်ထပ်補充其他的တခြားအရာတွေကိုထပ်ပြီးတော့ဖြည့်ဆွက်တယ်ပေါ့နော်အဲ့တော့句子的主语 sentence ရဲ့ subject ကိုပေါ့နော်放在句首စာကြောင်းရဲ့ထိပ်ဆုံးမှာလည်းထားလို့ရတယ်ဒါမှမဟုတ်ရင် high ရဲ့အရှိမှာလည်းထားလို့ရတယ်ပြောချင်တာကဒီနားမှာထားဒီရှိမှာထားပေါ့နော်ဖတ်ကြအောင်除了唱歌以外除了唱歌以外他還喜歡跳舞ဘာလဲလဲတချင်းဆိုတာအပြင်သူကတာလည်းကြိုက်သေးတယ်ဟုတ်တယ်နောက်တစ်ခု除了汉语以外除了漢語以外我還會學英語丢စကားပြင်တရုတ်စကားအပြင်ကျွန်တော်အင်္ဂလိပ်စကားလည်းပြောတတ်သေးတယ်ဟုတ်ပြီ
上网。上网除了看新闻，还可以听嗯听音乐。嗯，來往嘛，特定記錄下來一邊，的錢呢拿下來壓的啫。对，小 B。除了下，除了春节，春节、中秋节以外，外，啤酒节是这里很重要的一个节日。啊、上午为了，那对，么为了一边，女巫龟咯，女为了，男巫龟咯，那么为了一边，比亚为了嘞，今年也。嗯。အရေးဒီနေရာမှာအရေးကြီးတဲ့ပွဲတော်တစ်ခုဖြစ်တယ်ဟုတ်ပြီအဲ့တော့ဒါကသူ့ရဲ့ပုံစံတစ်မျိုးပေါ့နော်နားလည်မှာပါတုံးတဲ့ပုံစံနှစ်ခုမတူဘူးအဲ့တော့ guide 写句ဆိုတဲ့ဒီခါကျပြန်ပြင်ပြီးရေးပေးရမှာနော်အဲ့တော့သူပေးထားတဲ့အကျမ်းလေးပေါ့အဲ့ဒါကိုခုန除了နဲ့နော်ပြန်ပြင်ရေးပေးမယ်ဖတ်ကြည့်ပါအောင်春节很重要春节很重要中秋节也是很重要的节日嗯除了春节以外都不如边来嘞春节以外中秋节也是很重要的节日对然後中秋節sorry 春節ပြင်中秋節လည်းပဲအရေးကြီးရဲ့နော်ပွဲတော်ဖြစ်တယ်အဲ့ဆိုအောက်ကဟာလေးတွေကိုပြင်ကြည့်အောင်我喜欢春天我喜欢春天也喜欢夏天嗯呃除了嗯除了春天嗯。以外我也喜欢夏天。嗯，除了春天以外，我也喜欢夏天。我还喜欢，但是不講你。我还喜对，欢。ရေးဆိုရကြတော့ဟိုသူများနဲ့တော့တူတဲ့ဟာမျိုးပေါ့။ငါလဲကြိုက်တယ်။အဲ့ဒါဆိုပါလေကျွန်တော်ကနွေရာသီအပြင်နော် sorry ဆောင်းနွေဦးအပြင်နွေရာသီကိုလဲကြိုက်တယ်ပေါ့။အဲ့လိုမျိုးဆို high ကြိုက်သေးတယ်ပေါ့နော်။ high လေးနဲ့ဆိုပိုကောင်းတယ်လို့ထင်တယ်။နော်除了春天以外，我还喜欢夏天。对。နောက်တစ်ခု我们班我们班只有王老师是中国人，其他人都是外国人。嗯，係咯。除了王老师以外，嗯。呃，以外，除了王老师以外，我们班我们班ငါတို့တန်းထဲကလူတွေအကုန်လုံးပေါ့အဲ့ဒါဆိုဘယ်လိုပြောအောင်我们班其他人都是我们班其他人都မသုံးအောင်အဲ့လိုမသုံးအောင်我ငါတို့们班တန်းထဲကလူတွေလေအဲ့လိုပြောမယ်လေအဲ့တော့လွယ်လေးပဲလေ我们班我们班我们班里我们班里နားမလီမဟုတ်ဘူး我们班的人ဆိုရပြီလေငါတို့အတန်းကလူတွေလေနော်အဲ့တော့除了王老师我们班的人然后都是都外国人是外国人。对大家帮会呢我们班所有人လို့သုံးလို့ရတယ်ရှိသမျှလူတွေအကုန်လုံး 喏，对除了王老师，我们班所有人都是外国人，所有ကနော်သုံးတက်ချင်မှသုံးတက်မယ်ဒါကြောင့်မို့လို့အဲ့ဒါခဏထားပြီးတော့ငါတို့အတန်းထဲကလူတွေဆိုရင်我们班的人လေနော်我们班的人都是外国人နောက်တစ်ခု我只想吃西瓜我只想吃西瓜，其他水果都不想吃。哎，除了西瓜以外，嗯呃，以外，我嗯呃除了除了西瓜以外，除了西瓜以外，我
我其他水果不想吃。其他水果不是，除了西瓜以外，其他水果我都不想不，吃。都带没哩，喏，它还有其他水果它什么呢？除了西瓜以外，其他水果我都不想吃。不想吃。我态度严，所以说我都不想吃。I'll be not good。嗯，OK，အဲ့တော့ဒါကိုမနေ့ဖြန်မှာပြောမယ်နော်ဒါကမခတ်တော့မခတ်ဘူးဒါပေမဲ့ကျောင်းသားတော်တော်များများဒါကိုမလုပ်တတ်ဘူးနော်တိတ်ပြီးတော့မှအဲ့တော့နည်းနည်းလေးပြောရမယ်မနေ့ဖြန်မှာပြောတော့မယ်ဒါလေးကိုကြည့်အောင်ကြီးလားခုနပြောရတယ်နော်ကြီးလားဆိုတာကထိတ်ဆုံးဟုတ်ပြီနော်အဲ့တော့ degree ကိုပြတာသူကအမြင့်ဆုံး degree ပေါ့နော်နော်表达最高程度ထိတ်ဆုံးနော်ထိတ်ဆုံးကိုရောက်နေတာအများအားဖြင့်တော့ဘာတွေနဲ့သုံးလဲဆိုရင် adjective နော်形容词နဲ့သုံးတယ်ဒါမှမဟုတ်ရင် verb တော့ရတယ်ဒါပေမဲ့吃တို့喝တို့နော်睡တို့အဲ့လိုလှုပ်ဆောင်ချက်တွေမရဘူးနော်ဘယ်လိုဟာပဲရလဲ心理动词 mental စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တာပဲရတယ်နော်ဥမာသဘောကျတာပေါ့နော်喜欢တို့နော်အဲ့လိုမျိုး努力တို့စသဖြင့်ပေါ့နော်အဲ့ဒါမျိုးတွေ满意တို့နော်ဒါမျိုးတွေပဲရတယ်ဟုတ်ပြီနော်လှုပ်ဆောင်တဲ့သွားသည်စားသည်နော်အဲ့ဒါမျိုးတွေမရဘူးရလားနော်အဲ့好，လိုဟာမျိုးနဲ့ပဲတွဲသုံးတယ်သူကနောက်မှရှိတယ်ကွက်လက်ကြီး了ပေါ့နော်ဖတ်ကြည့်အောင်我的小狗我的小狗可爱极了。哎，亲我也可以啊，言我今天我吃不好呢。今天天气冷极了。今天呀，溜溜啊，一落呢。A လုံးနဲ့ဟုတ်တယ် A လုံးနဲ့那件衣服我喜欢极了。ဒီရဲ့အင်ဂျီကိုငါအရင်ကြိုက်တယ်。အရင်ကြိုက်တယ်他们一极了。都အရင်ကျဉ်တတ်တယ်。အရင်ကျဉ်တတ်တယ်ဟုတ်ပြီဘယ်လောက်ဆိုဖြည့်ကြည့်အောင်နော်外边ကွက်လက်我们别出去了在家里休息吧外边呃外边热极了。热极了，我们别出去了，在家里休息我吧。休息吧。我工作了，我工作了一天，累极了。累极了。那如果他唱歌，他唱歌，他唱歌，好听极了。对，唱歌好听极了，好听极了，大家都爱听。大家都爱听，可以。ဟုတ်ပါကြည့်ကြည့်အောင်ဒီ什么疑問代詞ပေါ့နော်什麼嘢တော့မဟုတ်ဘူးတခြားဟာတွေလည်းသုံးနေရတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်老师ရဲ့什么ဆိုတဲ့စကားလုံးလေးပေါ့နော်မ什么အသုံးများတယ်အဲ့ဒီ什么ဆိုတဲ့စကားလုံးကအမေးနဲ့စားလေးကို老师တို့ကသူ့ကိုပေါ့နော်ဒီ pronoun တစ်ခုအနေနဲ့အသုံးပြုလို့ရတယ်။ तू ကမတိကျတဲ့လူတို့အရာတို့ပေါ့နော်။အဲ့လိုဟာတွေကိုအစားထိုးပေးတာနော်။အမှ表达的语气更客气။ तू ဖော်ပြတဲ့အဲ့ဒီနည်းနည်းပေါ့စကားပြောတဲ့ mood ကတော့ယဉ်ကျေးတယ်တဲ့။အဲ့လိုမျိုးဒီ什么ကို老师 sentence မှာမထည့်ဘူးဆိုလို့ရှိရင်လေ sentence အဓိပ္ပာယ်ပြောင်းလဲသွားမှာမဟုတ်ဘူးเนาะ။သူ့ sentence အဲ့ဒီဟာထည့်သုံးလို့ sentence အဓိပ္ပာယ်ထူးခြားလာတာပြောင်းလဲလာတာမရှိဘူးပေါ့နော်။ तू ကအပိုးထည့်ထားတဲ့ပုံစံမျိုးဒီမှာဆိုရင်နည်းနည်းဖတ်ကြည့်အောင်ဖတ်ပါအောင်这个饭馆这个饭馆有没有什么特别好吃的菜？第ဘာလဲဒီရဲ့သမင်းဆိုင်မှာဟုတ်ပြီဆောက်လုပ်ကောင်းတဲ့ဟင်းရှိလားမရှိဘူးလားဟင်းရှိလားမရှိလားပေါ့နော်သူဟင်းရှိလားလို့မေးရနော်အဲ့နေရာမှာ什么ကိုထည့်ပြန်ဆရာမလို့ဒါပေမဲ့什么လေးထည့်ပြောရင်ပို့ပြီးရင်ကျေးရပေါ့နော်အဲ့လိုအတိတ်ပဲသွားတယ်ဟုတ်ပြီ什么နောက်တစ်ခု周末周末你有没有什么打算ပိတ်ရမှာပိတ်ရမှာဘာအစီအစဉ်ရှိလဲဘာအစီအစဉ်ရှိလဲသူအစီအစဉ်ရှိမရှိပေါ့နော်အဲ့လိုမျိုးပြောတာဟုတ်ပြီ你写的很好没有什么没什么问题ဒါမေးခွန်းဘာပြဿနာမှမရှိဘူးเนาะနေရေးတာအရင်ကောင်းတယ်เนาะဘာပြဿနာမှမရှိဘူးသို့မဟုတ်ပါလဲပြဿနာမရှိဘူးပေါ့เนาะအဲ့လိုပြောတာအတူတူပဲဒါပေမဲ့လောက်ရှို့เนาะထည့်တယ်မထည့်တဲ့
အတိတ်ပဲမပြောင်းဘူးเนาะဘာပြဿနာမှမရှိဘူးသို့မဟုတ်ပြဿနာမရှိဘူးပေါ့အဲ့လိုပြောတာမြန်မာစကားမှာလည်းအဲ့လိုပြောပါတယ်เนาะနောက်တစ်ခု以后ဒါလည်းလိုပဲ有什么以后有什么不明白的地方，可以给我打电话或者发电子邮件。နောက်ဆိုရင် နားမလည်တဲ့နေရာတွေရှိလို့ရှိရင်သူ့ကိုဖုန်းဆက်လို့လည်းရတယ်ဒါမှမဟုတ်ရင် email ပို့လို့လည်းပို့ပြီးတော့လည်း ဟုတ်တယ် ပို့လို့ရ လေး တ လေး ယ် ရဟုတ်တယ်နော်有什么等我有不明白的地方尽量把它标记တူတူပဲ以后有不明白的地方以后有什么不明白的地方ဒါမျိုးလေးသုံးတာနော်ဟုတ်ပြီအဲ့တော့အခုဖြည့်ကြည့်အောင် ဒီစတိုင်း ဖြည့်စဉ်းစားကြည့်နော်周末周末你跟朋友打算去我跟朋友打算去爬山အဲ့တော့ဒါကတော့လွယ်ပါတယ်နော်ဒီတစ်ခုက周末你有没有什么打算对ဒီဟာဖြေလိုက်ရင်ကိုရနေပြီเนาะ对周末မှာနေ့မှာ plan ရှိလားပေါ့เนาะဟုတ်ပြီနောက်တစ်ခု那个对不起对不起我很少我很少看电影不知道那个好看哪个好看哪个好看哪个ဟုတ်ပြီဘယ်ဟာကအဲ့ဆိုတော့你知道ဘယ်လိုလဲအဲ့ဒါကြတော့အစီအစဉ်ကိုမေးရလား不是အစီအစဉ်ရုပ်ရှင်ကိုမေးရရုပ်ရှင်ကိုမေးရဟုတ်တယ်ရုပ်ရှင်ကိုမေးရ对ဘယ်လိုရေးကြမလဲ你知道အဲ့ဒါကြတော့你知道什么什么ဟုတ်တယ်你知道什么对什么好看的电影ဟုတ်တယ်你知道什么好看的电影အဲ့လိုရေးမယ်နော်你知道什么好看的电影电影嗎ဘယ်လိုထည့်လဲရတယ်နော်非常好你知道什么好看的电影吗နင်နော်အဲ့ဒီနော်ကြည့်လို့ကောင်းတဲ့ရုပ်ရှင်ပေါ့နော်ဘာရုပ်ရှင်သိလဲပေါ့အဲ့လိုပုံစံမျိုးပြောတာ你知道什么好看的电影吗အမှန်တကယ်လိုက်什么ကအပိုစကားလုံးတစ်ခုပဲဘာသိတယ်မှလည်းမရှိဘူးနော်你知道什么好看的电影吗看的电影ဟုတ်ပြီနောက်တစ်ခုသိစမ်းသွားရအောင်没有了老师我懂我懂ဒါ老师懂မလားနားလေတယ်တော့ဟုတ်တယ်我都懂了我懂了ဆိုတော့有什么不明白的地方နားမလည်တဲ့နေရာရှိလားအဲ့လို对有什么不明白的地方非常好ဒီလိုလေးပဲသုံးတာနော်ဟုတ်ပြီ没သုံးတတ်တယ်